ဇဒီလိုခေါ်တယ်ခေါ်ကြည့်လိုက်ပါအနာဝိဇ္ဇဆိုတာအပြစ်ကင်းတယ်အပြစ်ကင်းရင်ဘာအကျိုးရှိလဲဆိုတော့ဒုက္ခဝိပါကပြောပါတယ်လေချမ်းသာတဲ့အကျိုးတွေသူ့မှာရှိအပြစ်တွေနဲ့ဆိုရင်မချမ်းသာဘူးနော်အဲဒါကြောင့်ငယ်တဲ့လူရောကြီးတဲ့လူရောပျော်တဲ့လူရောအိုတဲ့လူရောဘယ်သူမှဆိုပြိဿကြီးအပြစ်ကင်းအောင် discipline ကပါတယ်လေသီလကောတုံတစ်ပါးကိုထိမ့်သိမ့်တဲ့သီလဟာအဲ့ဒါအပြစ်ကင်းအောင်ဘဝတစ်လျှောက်လုံးမှာပေးတဲ့ဒါလမ်းညွန်တရားပဲအဲ့တော့ပြစ်ကင်းတော့ခုနကပြောတဲ့အကျိုးတစ်ပါးမမေ့ကြနဲ့ဒုက္ခဝိပါကပြောကြည့်ပါကိုယ်စိတ်နှစ်ပါးချမ်းသာတဲ့ငါအပြစ်ကင်းနေဆိုတဲ့ကူကအ ਨੇ ဆုံးပါရ self confidence နော်ကိုစိတ်ချငါပြစ်ကင်းနေဆိုလို့ရှိရင်ပြစ်ကင်းနေတဲ့ပုဂ္ဂိုလ်ဟာကိုဘာဖြစ်လဲစိတ်ချတယ်ယုံကြည်တယ်မိမိရဲ့ဘဝကိုစိတ်ချယုံကြည်တဲ့ပုဂ္ဂိုလ်ဒီပရိသတ်ရဲ့သေလဲသေရဲတယ်နေလဲနေရဲအဲ့လိုဖြစ်အဲ့တော့မြတ်ဗုဒ္ဓရဲ့ဒီသီလနဲ့ပတ်သက်တဲ့နေရာမှာနောက်ဆက်ရလာတဲ့အကျိုးကဘာလဲလို့ဆိုလို့သီလကောင်းရင်နော်မတ္တအတ္တနုဝါဒဘေးလွတ်တယ်ဘာဘေးလဲအတ္တနုဝါဒဆိုကိုအပြစ်မတင်ဘူးကိုမဆွဆွဲဘူးကိုတခုကိုတင်းတင်းစီအပြစ်လောက်ထားမိရင်ဘယ်သူမှမသိတော့ကိုသိပြီးတော့ငါတော့ဒါလေးလောက်ထားတယ်တဲ့အဲ့ဒါလေးသတိရနေခြင်းဟာကိုဆွဆွဲနေတာမိမိကိုဆွဆွဲတာတွေများလာပြီဆိုလို့ရှိရင်ပြိဿရဲ့စိတ်မချမ်းသာတော့ဘူးနော်အဲ့ဒီကိုယ်တိုင်တင်းတင်းစီလွန်ကျူးတဲ့အပြစ်ဟာရခါကြတော့သူတစ်ပါးသိသွားရင်သူတစ်ပါးကဆွဆွဲလာပြန်ရောသူတစ်ပါးရဲ့ဆွဲချက်တင်တာကိုဘာခေါ်လဲဆိုရင်ပရာနုဝါဒဘေပြောကြည့်ပါဦးဘေနှစ်ပါးအတ္တနုဝါဒဘေရဲ့ပရာနုဝါဒဘေရဲ့ဘေနှစ်ပါးကိုဆွဆွဲခြင်းမိမိကိုသူတစ်ပါးတို့ကဆွဆွဲခြင်းအဲ့ဒီဆွဆွဲမှုနှစ်ခုတစ်ခုကိုခံရရင်အဲ့ဒီပုဂ္ဂိုလ်စိတ်မချမ်းသာတော့အဲ့ဒီဆွဆွဲခြင်းနှမျိုးမှလည်းလွတ်ပြီဆိုလို့ရှိရင်ပရိသတ်ရဲ့စိတ်ဟာအမြဲတမ်းကြည်လင်းနေတယ်စိတ်ကြည်နေတဲ့ပုဂ္ဂိုလ်ဟာရုပ်ပါကြည်လာတယ်ပရိသတ်ရဲ့နော်စိတ်မကြည်လင်မှုဆိုတာအနုဇာဒေါသသည်ဒေါမနတဝေဒနာမှာဝင်ကိန်းတာအဘိဓမ္မာသဘောကိုအတိအကျပြောရင်ဒေါမနတဝေဒနာမှာဘာဝင်ကိန်းတာလဲဒေါသအကျဉ်းစားကြီးတော့မဟုတ်ဘူးအနုဇာလေးဝင်ကိန်းအဲ့ဒီစိတ်စေတသိက်တို့ရဲ့တရားဟရယဟတ်လို့ခေါ်တဲ့နှလုံးသားဟာလေဘာဖြစ်လာဒေါသဒေါမနတဝင်လာရင်နှလုံးသွေးတွေမဲညိုးလာအဲ့ဒီလူရဲ့မျက်နှာကိုကြည့်လဲညစ်ပုတ်နဲ့မဟလားမဲပုတ်ဒီလိုဖြစ်နေလိမ့်မယ်ဒါဒေါသဒေါမနတကိန်းတာကိုဆွဆွဲတာရဲ့သူတစ်ပါးကဆွဆွဲတာအဲ့ဒီနှစ်ခုကြောင့်အဲ့ဒီဆွဲချက်တွေကင်းလို့စိတ်ကြီးနေပြီဆိုလို့ရှိရင်ဘာနဲ့တူတယ်လဲရွှေအစင်းလို့ဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်ရင်ဗရမ ्या အစင်းလို့ဖြစ်ခြင်းဖြစ်ညာဝင်တဲ့အချိန်မှာဗရမ ्या ရောင်တောက်တယ်တရားဝင်တဲ့အချိန်ကျတော့ရွှေရောင်တောက်တယ်နှလုံးသွေးဟာဘာဖြစ်လဲအပြောင်းလဲရှိတယ်ဒေါသဝင်ရင်မဲတယ်ຢာကဝင်ရင်หนีတယ်မောဟဝင်တော့หนีကျဲကျဲဝိတ္တဝင်တော့ဖြူကျဲကျဲတရားဝင်တော့ရွှေရောင်တောက်တယ်ပညာဝင်တော့ဗရမ ्या ရောင်တောက်တယ်ဒီစိတ်ဟာပရိသတ်ကြီးအဲ့လိုအပြောင်းလဲတွေဖြစ်နေရင်စိတ်ရဲ့တရားဖြစ်တဲ့ heart ကလည်းပဲဘာဖြစ်လဲအယောင်တွေပြောင်းသွားတယ်အယောင်ပြောင်းတဲ့အတွက်ကြောင့်အဲ့ဒီသွေးတွေပါအယောင်ပြောင်းပြီးတော့ဒီကုလုံးသွေးတွေလက်ပတ်တဲ့အခါမှာမျက်နှာအသွင်ပြင်တွေကဘယ်လိုနေလဲပြောင်းသွားတယ်ဟာသူမျက်နှာလေးကဒီကနေ့တော့ရွှေရောင်လေးပေါက်နေတာရွှေလို့ကိုဝင်းတောက်နေတာပဲ
ဟာနောက်တစ်ခါသွားတယ်စိတ်တုံနေတော့ဟာမျက်နှာကြီးမဲပုံနေတယ်ဟိဒီလိုဖြစ်လာနော်အဲ့ဒါ Buddhist philosophy ကလည်းအောင်းစရာအလွန်ကောင်းတာနော်ဒီရုပ်ကိုစိတ်ကမပေးတာလဲစဉ်သဖြင့်သူကပြောင်းလဲစေတဲ့သဘောရှိအဲ့ဒါကြောင့်အလုံးကိုပြောချင်တာကမိမိကိုယ်ကိုလည်းမိမိမဆွဆွဲမိအောင်ဘုရားတို့ကလည်းကိုယ်ကိုယ်ကိုဆွဆွဲတာမခံကြရလေအောင်မိမိရဲ့ကိုယ်နှုတ်တစ်ပါးမှာအပြည့်ကင်းအောင်နေကြအဲ့ဒီအပြည့်ကင်းအောင်ဗာနဲ့ထိမ့်လဲဆိုကာယကံဝစီကံဒီ action နှစ်ပါးကိုနော်ဗာနဲ့ထိမ့်သီလနဲ့ထိမ့်တာအဲ့တော့ပြည့်ကင်းနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဘာဖြစ်လဲအမြဲတမ်းကြည်အဲ့တော့နေတော့လဲကြည်ကြည်လင်းလင်းသေတော့လဲပဲဘာဖြစ်လဲကြည်ကြည်လင်းလင်းဩမကောင်းတဲ့ဘဝဆိုတာပြိဿရဲ့မတွေးနဲ့ကြည်ကြည်လင်းလင်းသေတဲ့လူကဘဝကောင်းသွား